တင်တို့သည်နတ်ဆိုးကိုပြစ်ပယ်ကြပါ၏လောတဲ့ဘလို့ပြန်ဖြေလဲပြစ်ပယ်ကြပါတယ်တဲ့အဲ့ဒီမေကုံမျိုးမေးခံရဘူးလားခံရဘူးလားမိဘတွေကောင်းကင်မိဘတွေเนาะစေကြောခြင်းမှာမိမိရဲ့ကလေးကိုစေကြောခြင်းပေးတဲ့အချိန်မှာမိဘတွေနဲ့ကောင်းကင်မိဘတွေမေးခံရတဲ့မေကုံဖြစ်တယ်တင်တို့သည်တဲ့နတ်ဆိုးကိုပြစ်ပယ်ပါ၏လောဆိုရင်ဘလို့ပြန်ဖြေရလဲပြစ်ပယ်ပါတယ်เนาะပြစ်ပယ်ပါတယ်မေးတာ哦ဒီမေကုံကိုမေးတော့လေဒီလိုပဲဖြေရတာပဲเนาะနတ်ဆိုးရဲ့အလုပ်တွေကိုလည်းပြစ်ပယ်လားဆိုရင်လည်းပြစ်ပယ်ပါတယ်နော်နတ်ဆိုးရဲ့နော်လမ်းစဉ်တွေကိုပြစ်ပယ်လားဆိုရင်လည်းပြစ်ပယ်ပါတယ်နော်ဟုတ်လားမဟုတ်လားတော့မသိဘူးနော်မိဘတွေကောင်းကင်မိဘတွေနော်ကိုပြန်ပြီးတော့စမ်းစစ်အဲ့တော့စေချိုးချင်းပြီးပြီးဆိုရင်နော်ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ရဲ့ကက်သလစ်ခရစ်ယာန်သာသနာမှာကလေးသူငယ်တွေကိုစေကြောခြင်းပေးတယ်ဒီကလေးတွေကဘာမှနားမလည်ဘူးဖယားကိုလည်းပဲမသိဘူးဖယားအကြောင်းလည်းပဲမသိဘူးဒါပေမဲ့သူတို့မှာပါလာတာကအာရန်နဲ့အေဝါရဲ့မိဘရင်အပြစ်သာသနာတော်ကြီးကအဲ့ဒီအပြစ်ကိုမွေးလာကြတဲ့ကနေတန်ရှင်ပေးစီလိုတဲ့ဆန္ဒတွေရှိတယ်မိဘတွေကလည်းထောက်ခံတဲ့သဘောတူတယ်အဲ့တော့ဒီကလေးတွေစေကြောခြင်းပေးဖို့အတွက်ကောင်းကင်မိဘနဲ့မိဘတွေအလိုရှိလားဆိုရင်အလိုရှိတယ်အားလုံးဖြေတယ်ကလေးတွေအပြစ်နဲ့မကြီးထွားလာစေခြင်းလို့အဲ့တော့ဒီကလေးတွေကိုစေကြောခြင်းပေးမယ်ဆိုရင်မိဘတွေရဲ့ယုံကြည်ခြင်းကအရေးကြီးလာတယ်စေကြောခြင်းပေးပြီးတဲ့နောက်ယုံကြည်ခြင်း၌ပြုစုပြောထောင်ပေးရမယ့်တာဝန်မိဘတွေမှာရှိတယ်ကောင်းကင်မိဘတွေအားကြတော့ဒီမိဘတွေကိုဝိညာဉ်ရေးပိုင်းမှာဒီကလေးရဲ့ဝိညာဉ်ရေးပိုင်းမှာကူညီပေးဖို့အတွက်ဆိုပြီးတော့ဒါထက်လောင်ပြီးတော့တာဝန်ယူရတဲ့ပုံကိုယ်တွေဖြစ်တယ်အဲ့တော့ဒီမှာမိဘနဲ့ကောင်းကင်မိဘတွေရဲ့ယုံကြည်ခြင်းကနော်တကယ်ကိုမှအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်လာတယ်အဲ့တော့ဒီကလေးတွေကိုစေကြောခြင်းပေးလို့တဲ့မိဘတွေဖယားကိုမှယုံကြည်ရဲ့လားမသိဘူးအဲ့တော့မေးတယ်ဖယားကိုယုံလားဘလို့ပြန်ဖြေလဲယုံတယ်ဖယားကြောင့်တခါမှမတတ်ဘူးနော်ဖယားစကားလည်းနားမလဲဘူးစေကြောခြင်းပေးရင်မိဘတွေဖယားစကားသိရမယ်ဆိုလို့စိတ်စီမှာသွားတင်တယ်တရက်နှစ်ရက်ဘယ်နှစ်ရက်တင်လဲတော့မသိဘူးနော်မေးလိုက်ဖယားကိုယုံလားဆိုတော့ယုံတယ်သာသနာတော်ကိုယုံလားဆိုတော့လည်းယုံတယ်နော်တော့လေတေခြင်းနဲ့ရှင်မြန်ထားမြောက်ခြင်းယုံလားယုံတယ်နော်ပြီးသွားလို့ရှိရင်ကလေးစေကြောခြင်းပြီးသွားရင်နော်ပြီးသွားပြီဖယားကြောင့်လည်းမလာတော့ဘူးဒါမျိုးတွေလည်းပဲအများကြီးရှိပါတယ်ဒီနေ့ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်သာသနာတော်ကြီးအနေနဲ့သခင်ခရစ်တော်ရဲ့စေကြောခြင်းမင်္ဂလာခံယူခြင်းပွဲတော်ကိုကျင်းပပါတယ်သခင်ခရစ်တော်အသက်ဘယ်လောက်ရှိပြီလဲအားလုံးပေါင်းရက်ပေါင်းနှစ်ပေါင်းဘယ်လောက်ရှိပြီလဲစေကြောခြင်းခံတဲ့အချိန်နှစ်ပေါင်း30နော်နှစ်ပေါင်း30ပေါ့နော်အသက်ကြီးလာတဲ့အချိန်ကြာမှာသခင်ခရစ်တော်ကစေကြောခြင်းကိုခံယူတယ်ယောဟန်ထံမှယော်ဒန်မြစ်မှာစေကြောခြင်းကိုခံယူတယ်ဒီနေ့ကျွန်တော်တို့ကြားရတဲ့ကျမ်းစာလေးထဲမှာသခင်ခရစ်တော်သွားပြီးတော့စေကြောခြင်းခံတဲ့အခါမှာယောဟန်ကနားမလည်နိုင်ဘူးသူနားမလည်ရတဲ့အကြောင်းရင်းကိုလည်းကျမ်းစာထဲမှာဖော်ပြထားတယ်သူကသခင်ခရစ်တော်စီကနေစေကြောခြင်းခံရမယ့်သူပါခရစ်တော်ကယောဟန်စီကနေစေကြောခြင်းခံရမှာမဟုတ်ပါဘူးဆိုပြီးတော့ယောဟန်ရဲ့ပါဇက်ကနေပြောတဲ့စကားကျွန်တော်တို့ကြားရတယ်အကြောင်းရင်းကရှိပါတယ်ယောဟန်ကခ
ခရစ်တော်ကိုဘယ်သူပဲဝါလဲဆိုတာတည်တည်ချာချာသိတဲ့အတွက်ကြောင့်စေကြောချင်းခံစီရမလိုတဲ့ပုဂ္ဂိုလ်သခင်ခရစ်တော်ကစေကြောချင်းခံဖို့မလိုဘူးအကြောင်းရင်းကသူ့မှာအပြစ်မရှိတဲ့အတွက်ကြောင့်မှဖြစ်တယ်အဲ့တော့ယောဟန်ပေးသောစေကြောချင်းကိုကျွန်တော်တို့အမြဲတမ်းသတိပြုရမှာကအပြစ်ကိုပြုထားပြီးတဲ့သူတွေမိမိတို့ရဲ့အပြစ်တွေအတွက်နောင်တရပြီးတော့ဖြောင်းမှန်းတဲ့လမ်းကိုရှောက်လန်းပါမယ်ဆိုတဲ့တန်ဋိဌာန်နေနဲ့ခံယူသောစေကြောခြင်းဖြစ်တယ်အဲ့တော့ယောဟန်စီကိုခရစ်တော်သွားတဲ့အခါမှာယောဟန်ကဘာလာလောက်တာလဲနော်အဲ့လိုမျိုးမဖြစ်စေရဘူးဒါကယောဟန်ရဲ့အတွေးမှန်ပါတယ်အတွေးမှန်ပါတယ်ဒါပေမဲ့သခင်ခရစ်တော်ဟာထပ်ပြီးတော့သူ့အတွေးနဲ့သူရှိပါတယ်ဒီတခါတော့ရှိပါစီတော့နော်လူတွေသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းပြည့်စုံရမယ့်အကြောင်းလည်းပဲဖြစ်ပါတယ်နော်အဲ့တော့ဒီမှာသခင်ခရစ်တော်ကဘာကြောင့်မို့လို့စေကြောခြင်းကိုခံယူရတာလဲမိမိကိုယ်တိုင်အပြစ်မရှိဘဲနဲ့အပြစ်သားကဲ့သို့စေကြောခြင်းခံယူရတာလဲဒါကဒီနေ့ကျွန်တော်တို့နော်ကျင်းပနေတဲ့ပွဲတော်ကြီးရဲ့အနှစ်သာရဖြစ်ပါတယ်ကောင်းကင်တမန်တော်ကမေရောမာရိယာတန်ဆူဇယ်တို့ကိုအမိန်တော်ပြန်တဲ့အချိန်မှာသခင်ခရစ်တော်ကိုသူသည်အေမာနုအဲဖြစ်တယ်ဘုရားရှင်နဲ့နော်အေမာနုအဲဖြစ်တယ်ကျွန်တော်တို့လူသားတွေနဲ့အမြဲတမ်းရှိနေတဲ့ဖျားဖြစ်တယ်ဆိုပြီးတော့ဗျာဒိတ်ပေးခဲ့ပါတယ်အဲ့ဒီဗျာဒိတ်တော်ကိုဒီနေ့သခင်ခရစ်တော်ကစေကြောခြင်းမင်္ဂလာမှာထပ်မံပြီးတော့ပြည့်စုံစေတယ်ငါတို့နဲ့အတူတူရှိတော်မူသောဖျားအဲ့တော့ဖျားကငါတို့နဲ့အတူတူရှိတယ်မှန်တယ်ဒါပေမဲ့ဘယ်လိုမျိုးရှိတဲ့ဖျားလဲကျွန်တော်တို့ပြန်ပြီးတော့တွေးလို့ရပါတယ်ဖျားဖြစ်တဲ့သူနဲ့လူသားဖြစ်တဲ့သူနဲ့အဆင့်အတန်းကကွာခြားလွန်းလာပါတယ်ကောင်းကင်နဲ့မြေကြီးနဲ့အဲ့တော့ဖျားကကျွန်တော်တို့နဲ့အတူတူရှိတဲ့အချိန်မှာဘယ်လိုမျိုးသူရှိနေတာလဲဖျားတစ်ပါးကဲ့သို့ဂုဏ်စည်းစိမ်တွေနဲ့ဩဇာအာဏာတွေနဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့လားအဲ့လိုမျိုးမဟုတ်ဘူးဆိုတာဒီနေ့သခင်ခရစ်တော်ကသူ့ရဲ့စေကြောခြင်းအဖြစ်ပြသလိုက်တယ်ငါသည်ဖျားဖြစ်ပေမဲ့ဖျားတစ်ပါးကဲ့သို့သင်တို့နဲ့အတူတူရှိနေတာမဟုတ်ဘူးသင်တို့ရဲ့ဘဝနဲ့အတူတူထက်တူထက်မြပါဝင်ခံစားပြီးတဲ့နောက်တည်ရှိနေတဲ့ဖျားသင်တို့ပျော်တဲ့ချိန်မှာပျော်တယ်ဝမ်းနေတဲ့ချိန်မှာဝမ်းနေတဲ့ဖျားသင်တို့ရဲ့ဝေဒနာတွေကိုထက်တူထက်မြခံစားရတဲ့ဖျားဖြစ်တယ်ဆိုတာဒါသူ့ရဲ့စေကြောခြင်းအဖြစ်လူသားတွေကိုဖျားရှင်ဟာကြီးညာလိုက်ခြင်းပဲဖြစ်ပါတယ်နော်သူ့ရဲ့ဧဝံဂေလိတရားတော်ကိုစတင်ပြီးတော့ဟောကြားမဲ့အချိန်နော်စေကြောခြင်းကိုခံယူပြီးတဲ့နောက်သူ့ရဲ့အသက်တာတစ်ခုလုံးကိုလူသားတွေနဲ့ခရစ်တော်ဟာတလုံးတဝါတဲ့ရှင်သန်ပြသခဲ့တာကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်အဲ့တော့ဖျားသည်ကျွန်တော်တို့နဲ့ဝေးကွာနေတဲ့ဖျားမဟုတ်ဘူးကျွန်တော်တို့နဲ့တလုံးတဝါတဲ့ရှိတဲ့ဖျားကျွန်တော်တို့ကိုအမြဲတမ်းကူညီဆောင်မဖေးမနေတဲ့ဖျားဖြစ်တယ်အဲ့တော့သူ့ကိုယ်သူအပြစ်သားတရေအောင်ကဲ့သို့နော်သူဟာသူ့ရဲ့ဘဝကြီးကိုလူသားတွေအတွက်အနံ့ဆက်ကတာဒီနေ့ကျွန်တော်တို့မြင်တွေ့ရပါတယ်မျက်စိနဲ့ကြည့်မယ်ဆိုရင်တော့အမြင်အားဖြင့်နော်သခင်ခရစ်တော်ကအပြစ်ရှိတဲ့သူတယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်တန်ယောဟန်လည်းပဲဇဝေဇဝါဖြစ်ခဲ့တာပဲကျွန်တော်တို့ကိုလည်းပဲဇဝေဇဝါဖြစ်စေတာပဲနော်ယနေ့ထက်တိုင်အောင်သခင်ခရစ်တော်စေကြောခြင်းခံယူပြီးတာနှစ်ပေါင်း2000နော်ဒီနေ့ချိန်ထိအဲ့ဒီဇဝေဇဝါဖြစ်မှုတွေက
မပြီးသေးဘူး